ီးဆောင်အိမ်နှလုံးရောက်လာတာကိုမြင်လိုက်ရတဲ့အမျိုးသမီးဟာဒေါသကြောင့်စကားတောင်မပြောနိုင်တော့ဘူးသူမကယောက်ျားလာခေါ်မယ်လို့ထင်ထားခဲ့ပေမဲ့သူကတော့လုံးဝဂရုမစိုက်တဲ့ပုံစံဖြစ်နေခဲ့တယ်အခြေအနေကဒီမှာလည်းမပြီးသေးဘူးသူမရဲ့ဖခင်ကရုတ်တရက်လဲကျသွားခဲ့တယ်ဆေးရုံကိုအမြန်ပို့ဆောင်ပြီးနောက်ဆရာဝန်ကအခြေအနေအလွန်ပြင်းထန်နေပြီးအမြန်ဆုံးခွဲစိတ်ကုသဖို့လိုအပ်ကြောင်းပြောခဲ့တယ်အမျိုးသမီးကတယောက်ထဲသားကိုပြုစုပြောထောင်နိုင်ပါမလားဆိုပြီးစိုးရိမ်လာခဲ့တယ်ဒါကြောင့်ရွေးချယ်စရာမရှိတော့ပဲသူမရဲ့အရင်းနှီးဆုံးတငယ်ချင်းကိုတားလေးကိုဖခင်စီပြန်ပို့ခိုင်းခဲ့ရတယ်ယောက်ျားကသားကိုတယောက်ထဲပြန်ရောက်လာတာမြင်တဲ့အခါအမျိုးသမီးပဲရောက်သွားလဲလို့မေးခဲ့တယ်ကောင်လေးကအဖိုးဖျားနေပြီးခွဲစိတ်ကုသဖို့လိုအပ်ကြောင်းပြောပြလိုက်တယ်ဒီသတင်းကိုကြားလိုက်ရတာနဲ့ယောက်ျားကသားကိုချက်ချင်းခေါ်ပြီးဆေးရုံကိုအမြန်သွားခဲ့တယ်အဲ့ဒီအချိန်မှာအမျိုးသမီးကဆုံးဖြတ်ချက်ချဖို့အခက်တွေ့နေခဲ့တဲ့ခွဲစိတ်မှုကအန္တရာယ်များလွန်းတာကြောင့်အလင်းစလိုသဘောတူဖို့သူမစိုးရိမ်နေခဲ့တာဖြစ်တယ်။ယောက်ျားကတော့ပထမဆုံးအကြိမ်ဖြစ်သူ့ဇနီးရဲ့အားနည်းနေတဲ့ပုံစံကိုမြင်တွေ့ခဲ့ရတဲ့ဒါကြောင့်အကောင်းဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ကိုချက်ချင်းဆက်သွယ်ဖို့အတွင်းရေးမှူးကိုညွှန်ကြားလိုက်တယ်။ပြီးတော့ဇနီးကိုနှစ်သိမ့်ပေးကအားလုံးအဆင်ပြေသွားမယ်လို့အာမခံပေးခဲ့တယ်။နောက်ဆုံးမှာတော့ထိပ်တန်းဆေးဘက်ဆိုင်ရာအထူးကုဆရာဝန်တွေရဲ့အကူအညီနဲ့သူမရဲ့ဖခင်ခွဲစိတ်မှုဟာအောင်မြင်စွာပြီးဆုံးသွားခဲ့တယ်။အဲ့ဒီနောက်အမျိုးသမီးကယောက်ျားအပေါ်စိတ်ဆိုးနေမှုကိုဖြေလျှော့လိုက်ပြီးသူတို့နှစ်ယောက်ဟာဖခင်ကိုအတူတကွပြုစုဆောင်ရှောက်ခဲ့ကြတယ်။အဲ့ဒီညမှာယောက်ျားကဇနီးဟာကလတ်ထိုင်ပေါ်မှာအိပ်ပျော်နေတယ်ဆိုတာသတိထားမိခဲ့တယ်။သူမပို့ပြီးတက်တောင့်တက်တာအနားယူနိုင်ဖို့အိပ်ယာပေါ်ကိုခေါ်သွားခြင်းခဲ့ပေမဲ့သူမနိုးသွားမှာကိုစိုးရိမ်ခဲ့တယ်။အချိန်တော်ကြာစဉ်းစားပြီးနောက်သူကသူ့ရဲ့ဂျာကင်အင်ဂျီကိုချွတ်ကသူမအပေါ်ဖုံးအုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ပါးစပ်နားမှာသပင်တပင်ကပ်နေတာကိုသတိထားမိခဲ့တယ်။ဒါကြောင့်ဖယ်ရှားပေးဖို့လက်လန်းလိုက်တယ်။ဒါပေမဲ့မထင်မှတ်ပဲအိပ်ပျော်နေတဲ့အမျိုးသမီးကသူ့လက်ချောင်းကိုကြက်ချီခတ်လို့ထင်ပြီးကိုက်လိုက်တယ်။နာကျင်လွန်းတာကြောင့်ယောက်ျားဟာအော်ဟစ်ချင်စိတ်ဖြစ်သွားပေမဲ့သူမနိုးသွားမှာကိုကြောက်တာကြောင့်မိမိကိုယ်ကိုအတင်းကျပ်ထိန်းချုပ်ထားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့သူမရဲ့ဖခင်ကတော့ရေမောလိုက်တယ်။အဲ့ဒီအတန်ကြောင့်အမျိုးသမီးလည်းနိုးလာခဲ့တယ်။သူမရဲ့ပါးစပ်ထဲမှာယောက်ျားရဲ့လက်ချောင်းရှိနေတာကိုမြင်လိုက်ရတဲ့အခါသူမကချက်ချင်းပဲသူ့ကိုလိမ့်စိတ်ထားကြွသူလို့ဆွဆွဲလိုက်တယ်။